zone has been redefined. ကျွန်တော်တို့ဒီတက်ကြီးကျွန်တော်ပြောလို့ဆိုတော့ဒီအားပေါ့နော်ဟိုဒီနေ့က vlog start ဆက်လိုက်ပြီးတော့ accept ဖြစ်ပါတယ်ကျွန်တော်ဆော့အနေနဲ့ပေါ့နော်ဗီဒီယိုပြတ်သွားလို့ပေါ့နော်ဒီနေ့ထပ်တင်ပေးရပါမယ်ကျွန်တော်တို့ဒီနေ့က99 GB ရှိရတယ်ကြဟောရှိတယ်အဲ့ဒါကျွန်တော်ရှိတယ်နော် Just you are just you are gonna keep down. No, yeah, Can I not make all over? ကျွန်တော်တင်လာပြီဟာတေးသွားတာဟာပေါ်ပြီပါဘာလို့စိတ်ဆုံနေဝင်အဲ့ကျွန်တော် Using medic pack. The safe zone has been redefined. လာခဲ့တာအေးပါလေဟော Defensive turret activated. Enemy hit. ဒီ Reloading. ကျွန်တော်နှစ်ကောင်တော့တက်ပြီဒီတော့ကျွန်တော်တစ်ခါမှဒီရနဲ့လူတွေအများကြီးပဲလိုက်တက်တာဒီဘူးဆော့တော့ဖြစ်တာလည်းမသိဘူးရောက်လာခဲ့လား Incoming grenade. Enemy spotted. Enemy spotted. ကျွန်တော်ဒီဘက်အားရှုံးရတယ်နော် Down. သေချာနေပါပြီလို့69နဲ့145နဲ့ကွာရွယ်ပါနော် Enemy spotted. Incoming grenade. Enemy hit. အုံးလေးရွယ်ချင်တယ်အမှန်နဲ့နိုင်နေကြရတော့နည်းနည်းများရောနော်ဒီတက်အမ The ရှုံး safe နေ zone is shifting. အောင်ရှုံးတယ်ပါ Reloading. Enemy spotted. အေးတေးရောမယ် Luna, you've got this. Enemy spotted. Luna, you've got this. The safe zone has been redefined. Down. အာတေးရောကြည့် Double kill. တေးရော The safe zone has been redefined. တေးရောတက်နေအောင်ဒီနောက်ကနေဖင်နိုင်ပါငါကျွန်တော်ဒီဘုံကရှုံးနေ145နဲ့86နဲ့ကွာရွယ်โอเค Taking fire. ကျွန် Enemy တော်ဒီ spotted. စကုတ်ကြီးတက်ထားတာတကူကောင်း Enemy spotted. တော့တနကမနေဘူး Enemy spotted. Spotted. Reloading. ကျွန်တော်ကြည်ရအရင် The ပေါ့ safe zone is shifting.
Luna, you've got this. တရားဟေးပညာဆွမ်းနေကုန်သုံးပါကြည့်ရ Using bandage. ဒီကတော့အားလုံးတရား Down. The safe zone has been redefined. Luna, you've got this. ကျွန်တော်ကျန်ရှိ Using bandage. ဘာလို့ယုံကြည်တဲ့စားရကျွန်တော်ကျန်ရှိအသေးချေလေးတောင်းနေရ Enemy spotted. Reloading. Luna, you've got this. Taking fire. Right now. Oh, this is not a Enemy spotted. Down. Help. တရားဒီအဲ့တော့ကျွန်တော် respawn ကိုပြန်လာရအောင်ကဲကျွန်တော်ပြန်လာရအောင်လာခဲ့ဟိုကတာရဘာမှလည်း text ရှိရအဲ့တော့တာရဒီဘက်က We're under attack. The safe zone has been redefined. ဒီစီရကျွန်တော်နိုင်နေကြီးညားပါပြီပေါ့နော်အောက်လေ195နဲ့140ခွန်ဆိုကွာယူနိုင်ပါပြီ yes နိုင်ပါပြီနော်ကျွန်တော်နိုင်ပါပြီ yes ဝစ်တိုကျွန်တော်နိုင်ပါပြီကျေကျွန်တော် RVB ရပါတယ်လို့အားလေးကိုစတဲ့လက်ခံရကဲ connect back to the link okay ကဲဆက်ရအောင်နော်တော့ဟာဒီဂျူလာမယ်ဒီကြောင်းပြီးပါလေနော်ဆရာလာလို့အဲ့တော့ကျွန်တော်ဗီဒီယိုလေးဒီလောက်ပါပဲကျွန်တော် channel သက်သေဆိုရင် like subscribe လုပ်ရပါတယ်ကျွန်တော်ပေါ့နော်အပိုင်းနှစ်ပိုင်းနဲ့ခွဲတင်နေဆိုတာအကြောင်းတော့ရှိပါဘူးလို့လဲဆိုတော့ပေါ့နော်ကျွန်တော်ဗီဒီယိုတင်နေတဲ့ကျွန်တော်ဗီဒီယိုပြောက်သွားလို့ပေါ့နော်အဲ့တော့ကျွန်တော် channel ကိုလာပြီးဝင်ကြည့်လို့ရပါတယ်အပိုင်း1ကိုလိုက်ရှာနေတာဒါကတော့အပိုင်း1ပေါ့နော်အဲ့တော့ကျွန်တော်ဗီဒီယိုဆောက်ပြီးလိုက်ကြည့်ပါတယ်သူတရားလို့ဒီမှာဒီလိုတင်ကြည့်ပါတယ်အဲ့တော့အားလုံးနောက်ဆုံးတင်ပြကြမယ်အားလုံးပဲတက်တာ